ဒီနေ့အသုံးပြုမဲ့ပါဝင်ပစ္စည်းတွေကတော့တော်တော်လေးအဆင့်မြင့်ပါတယ်။မဲသားနဲ့လက်ဆက်တဲ့မင်္ဂနန်းကြီးကိုအသုံးပြုမှာပါ။အသားတက်ကြွယ်ဝတဲ့ပါဝင်ပစ္စည်းတွေဖြစ်လို့အာဟာရလည်းပြည့်ဝပါတယ်။တွဲဖက်ဟင်းသီးဟင်းရွက်အနေနဲ့မျိုးပွားရောင်စုံခြင်းကြက်တုံနဲ့ကြက်တုံဖြူနဲ့ပဲချင်းတို့ကိုအသုံးပြုပါမယ်။ပဲချင်းမကြိုက်ရင်ပဲမပိနဲ့အစားထိုးလို့ရပါတယ်။ဟဲစတင်ပြင်ဆင်လိုက်ကြရအောင်။မင်္ဂနန်းကိုတန့်စင်ပြီးခေါင်းပိုင်းနဲ့မလိုအပ်တဲ့အစိတ်ပိုင်းတွေကိုဖယ်ရှားပါမယ်ပြီးရင်အတွင်းဘက်ကနေအရသာစိတ်ဝင်လွယ်အောင်ဆောင်းဆောင်းလေးမှုပေးပါမယ်။ပြိကန်ပုံစံလေးလေးပေးပြီးအမဲသားကိုလည်းပပလေးလေးထားပါမယ်။အမဲသားလေးကိုခရုစီငရုတ်ကောင်းမှုနဲ့ကစီတက်ရည်ထည့်ပြီးတမအောင်နဲ့ပေးပါမယ်ပြီးရင်မြေပဲစီလေးထည့်ပေးပါမယ်။ဆော့အတွက်တော့ခရုစီပဲငံပြားရည်ကစီမုတ်မှုဟင်းခတ်မှုငရုတ်ကောင်းမှုနဲ့နှမ်းစီတို့ကိုရောပြီးတမအောင်မှွေပေးပါမယ်။မင်္ဂနန်းနဲ့ငရုတ်ပွားရောင်စုံကိုရေနွေးဖြောပြီးရေအေးထဲခဏစိမ်ထားပါမယ်။ဟဲဒဲအိုးကိုအပူပေးပြီးမြေပဲစီထည့်ပါမယ်။အမဲသားကိုမီးပြင်းပြင်းနဲ့အနက်မွေးလာတဲ့အထိခဏကြော်ပြီးပြန်ဆယ်ထားပါမယ်။ဒဲအိုးထဲစီနေနဲ့ထည့်ပြီးဂျင်းချက်တုံဖြူနဲ့အမွှေးကြိုင်တွေကိုစီတက်ပေးပါမယ်။အခုမင်္ဂနန်းနဲ့ငရုတ်ပွားရောင်စုံကိုထည့်ပြီးစားနေနေနဲ့ကြက်သားမုံထည့်ကမီးပြင်းပြင်းနဲ့လှိမ့်ကြော်ပေးပါမယ်။အမဲသားကိုပြန်ထည့်ပြီးတမအောင်မှွေကြော်ပေးပါမယ်။နောက်ဆုံးမှာဆော့လေးလောင်းထည့်ပြီးအားလုံးကိုတမအောင်မှွေလိုက်ရင်ရပါပြီ။ပူပူနွေးနွေးအမဲသားနဲ့မင်္ဂနန်းဆက်ကြော်လေးကိုပကံနဲ့လှလှပပပြင်ပြီးသုံးဆောင်နိုင်ပါပြီ။နေတိုင်းရတာရှိတဲ့ဟင်းလျာအတစ်တစ်မျိုးကိုလေ့လာပြီးအိမ်မှာကိုယ်တိုင်ချက်စားကြရအောင်။